Hana Ease login ဝင်နည်းလေးပြပါမယ် Ease application လေးနှိပ်ပါအင်္ဂလိပ်စာနဲ့ပဲဝင်ပါမယ်နော်တခြားဘာသာစကားတွေက error တက်နိုင်လို့ပါ login ဘေးနားမှာရှိတဲ့မြားလေးနှိပ်ပါ foreigner ကိုရွေးပါမယ်အောက်ကအပြရောင်ပေါ့နော်ကို့မှာဖုန်းနံပါတ်မရှိသေးဘူးဆိုတာနဲ့ဝင်ပါမယ်ဖုန်းနံပါတ်မရှိသေးဘူးလို့ဝင်ထားလဲပဲဖုန်းနံပါတ်ရှိတဲ့လူတွေကဖုန်းနံပါတ်ပေါ်ပါတယ်အဲ့ဒါပိုလွယ်လို့ပါအပေါ်က terms and condition နှိပ်လိုက်လို့မီးလင်းသွားပြီဆိုရင် okay လေးနှိပ်ပါမယ်ဒီအပေါ်မှာကိုယ့်ရဲ့မွေးခုနှစ်လရဲ့6လုံးထည့်ပေးရမှာဖြစ်ပါတယ်အလွယ်ဆုံးကတော့ ID ကတ်အရှိရနံပါတ်6လုံးကိုကြည့်ပြီးတော့ရေးထည့်လိုက်ရင်ရပါပြီမွေးခုနှစ်လရဲ့6လုံးထည့်ပြီးအောက်မှာကို့မှာရှိတဲ့ Hana Bank account နံပါတ်လေးထည့်ရပါမယ် Hana Bank account နံပါတ်39နဲ့ဆုံးတဲ့ Bank account တစ်ခုထည့်ပေးရမှာဖြစ်ပါတယ်တချို့စုငွေအကောင့်အနေနဲ့ဝင်ကြတဲ့လူတွေရှိရအဲ့လိုမျိုးဆိုဝင်မရတဲ့ကြောင့်မလို့39နဲ့ဆုံးတဲ့အကောင့်နဲ့ဒီချောင်းဝင်ပေးပါပြီးရတဲ့ password ၄လုံးတောင်းပါတယ်ကိုယ့်ရဲ့ ban password ၄လုံးတစ်မျိုးပဲရှိပါတယ်အဲ့ဒါလေးရိုက်ထည့်ရပါမယ် ban password ၄လုံးရိုက်ထည့်ပြီးပြီဆိုတာနဲ့ OTP passcode ဆိုပြီးတောင်းပါတယ်အမားတို့စီမှာရှိတဲ့ OTP ကတ်ကလေးအဝိုင်းလေးကိုနှိပ်လိုက်ရင်အခုလိုမျိုးနံပါတ်လေးပေါ်လာပါတယ်ပေါ်လာတဲ့နံပါတ်6လုံးကိုဒီထဲမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ဆင့်တက်သွားပြီဆိုတာနဲ့အရင်ဆုံး OTP ကတ်ကလေးပြန်ပိတ်ထားပါတက်ခဲကုန်မှာဆိုတဲ့အတွက်ပါဒီမှာ password 6လုံးကကိုအမြဲတမ်း login ဝင်သုံးမဲ့ password 6လုံးကိုထည့်ပေးရမှာဖြစ်ပါတယ် password 6လုံးကနှစ်ခါတောင်းပါတယ်ရိုက်ပြီးတာနဲ့နောက်တစ်ခါထပ်တောင်းပါတယ်တူညီတဲ့ password 6လုံးကိုပေးပေးရမှာဖြစ်ပါတယ်ပေးပေးလိုက်ပြီဆိုတာနဲ့ password က register ဖြစ်သွားပြီလို့ပေါ်ပါတယ် okay နှိပ်လိုက်ပါမယ်ဒါဆိုရင်registration ကလောက်တာပြီးသွားပါပြီဒီနေရာမှာလက်ပွေနှိပ်တာတို့เนาะလက်ပွေနဲ့ဆင်းသွင်းတာတို့မျက်နှာဆင်းသွင်းတာတို့ကြိုက်တယ်ဆိုလို့ရှိရင်ဆင်းသွင်းလို့ရပါတယ်ဒီမှာတော့ဆင်းမသွင်းတော့မှဖြစ်တဲ့အတွက်ကြောင့်အမားတွေပဲနှိပ်လိုက်ပါပြီဒါဆိုရင် login ဝင်တာပြီးဆုံးသွားပါပြီเนาะဒီနေရာမှာထပ်ပြီးတော့အမားတို့ဘာသာစကားလေးပြောင်းကျင်နေဆိုရင် menu လေးနှိပ်ပြီးတော့အပေါ်မှာပြထားတဲ့ဒီ languageဒီအလန်နေရာလေးမှာပေါ့နော်ပြောင်းပြီးတော့မြန်မာစကားကိုလည်းပြောင်းလို့ရပါတယ်အခုဒီအသုံးပြုသူကတော့မပြောင်းတော့ဘူးဆိုတော့ဒီတိုင်းပဲထားပါမယ်ပြီးပါပြီနော်ဒါဆိုရင် easy အလွယ်တကူ login ဝင်တာပြီးသွားပါပြီအမ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြပါဦးနော်